Hello TV တွေလေးကတော့မြန်မာနိုင်ငံရဲ့တက်တန်းအရင်ဆုံးဟိန်းတို့ဘုရားကျောင်းဖြစ်တဲ့ပိလက်ခတ်ဘုရားကျောင်းကိုတွားရောက်ခဲ့တဲ့ဗီဒီယိုလေးဖြစ်ပါတယ်။ဒီရန်ကုန်မြို့ရဲကနေလာမယ်ဆိုရင်တော့ဒီပဲလော်ပို့ဆိုတဲ့စင်ကန်နားမှာရှိနေတဲ့မှတ်တိုင်မှာဆင်းပြီးတော့ဆိုင်ကယ်ကယ်ရီဒါမှမဟုတ်ဘူးဆိုရင်တုတ်တုံငါပြီးတော့တဆင့်သွားရမှာပဲဖြစ်ပါတယ်။အဲ့ဒီနေရာမှာဆိုရင်တော့ gate 3 gate ရှိတာကိုဈေးစစ်မယ်ဆိုရင်အသွား2000အပြန်2000နဲ့4000နဲ့ဒီဘုရားကျောင်းကိုရောက်မှာဖြစ်ပါတယ်။သွားတဲ့လမ်းမှာဆိုရင်တော့ပထမအဆုံးတွေ့ရမှာကသားတော်ကျောင်းတိုက်ဖြစ်ပြီးတော့တကယ်ပထမအဆုံးသွားရမယ့်နေရာကမေတော်ကျောင်းဖြစ်ပါတယ်။အခုကသားတော်ကျောင်းကိုကြိုပြီးတော့အခုမေတော်ကျောင်းကိုအရင်ဆုံးသွားနေတာပါ။မေတော်ကျောင်းရှိမှာဆိုရင်တော့ဒီလိုမျိုးမပြောပွဲအုံပွဲရောင်းတဲ့ဆိုင်လေးတွေရှိပါတယ်။ဝယ်ပြီးလူတန်းပြီးတော့စတောင်းခဲ့လို့ရပါတယ်။လူတန်းတဲ့အခါမှာဆိုရင်လည်းဒီကိုလူတန်းထားတဲ့ပေါ့နော်ဒီအုံပွဲငပြောပွဲလေးတွေကိုပြန်ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့စားလို့လည်းရတယ်လို့အနီးတစ်ဝိုက်မှာရှိတဲ့ကလေးတွေကိုလည်းပြန်ပြီးတော့လူတန်းခဲ့လို့ရပါတယ်ဒီမဲတော့ကျောင်းကနေပြီးတော့ဆွန့်လိုက်တဲ့ဒီငပြောသီးလေးတွေအုံသီးလေးတွေစားမယ်ဆိုရင်ကျန်းမာရေးကောင်းပြီးတော့ကုသိုလ်ရတယ်လို့လည်းကြားဖို့ပါတယ်ရှင်ဒီမေတော်ရဲ့ကျောင်းရှိမှာဆိုရင်လည်းပေါ့နော်သူကတခွင်တိုင်းလို့မြန်မာလိုအယူဆိုရင်တော့တခွင်တိုင်းပေါ့နော်အဲ့လိုမျိုးဟာလေးရှိရပေါ့နော်တခွင်တိုင်းရှိရများသောအားဖြင့်လူတွေကတော့လေဒီရှိမှာတော့အုံသီးခွဲလို့အုံသီးခွဲတယ်ဆိုရင်သူတို့ဆူတောင်းပြည့်တယ်ဆိုပြီးတော့ကြားဘူးတယ်တိချတော့မသိဘူးပေါ့နော်ကဲအခုမဲတော်ကျောင်းမှာဆူတောင်းပြီးပြီဆိုတော့အခုနောက်သွားမှာသားတော်ကျောင်းဖြစ်ပါတယ်အဲ့ဒီကိုသွားပြီးတော့နီးလည်စားလဲစားပါမယ်ဆူလဲတောင်းပါမယ်တော့စတုတီတာခမ်းမှာပါတဏီကုံထမင်းကျွေးပါတယ် free ပါအခုရောက်တာကတော့ဒါသားတော်ကျောင်းလို့တော့ကြားဖို့တယ်ပေါ့နော်ဒါပေမဲ့နေကန်တွေကတော့သားတော်ကျောင်းမဟုတ်ဘူးတဲ့ကျင်ရတော်ကျောင်းတဲ့ဆိုတော့ကြတော့တခြားတော့မသိဘူးပေါ့နော်အခုဒီကြာပန်းလေးတွေကိုတွေ့တယ်ဆိုရင်ကြာပန်းလေးတွေကိုကြော်သွားပါသူကဘာဖြစ်လို့လဲဆိုရင်တက်နင်းမိတယ်ဆိုရင်ကြာပန်းလေးတွေကိုနင်းပြီးတော့မှသွားတယ်ဆိုရင်ဒါကန်ဆိုးတာတွေဘာဖြစ်တတ်တယ်ဆိုပြီးတော့ကြားဖို့တယ်ပေါ့နော်အခုဒီကြာပန်းလေးတွေကိုဖြတ်ပြီးတော့ဝင်သွားတဲ့အချိန်မှာဒီဈေးဆိုင်တန်းလေးကိုတွေ့မယ်ပေါ့နော်အဲ့ဒီဈေးဆိုင်တန်းလေးမှာပန်းတို့အများတီနောက်ကငါပြောပွဲအုံပွဲလေးတွေဝယ်ပြီးတော့ဒီသားတော်ကျောင်းမှာလှူဒန်းလို့ရတယ်ဆူတောင်းလို့ရတယ်ပေါ့နော်ပြီးပြီဆိုရင်တော့နေ့လည်စာသွားစားပါမယ်စားလေးစားလို့အရန်ကောင်းတယ်သူကတက်လွတ်လေးကျွေးတာပေါ့နော်တိတိကျကျဖက်ကလေးနဲ့ပြင်ပြီးတော့ကျွေးတာပါအရန်စားလို့ကောင်းပါတယ်အားတော့လေအရန်စားလို့ကောင်းလို့3 ခါတောင်ထည့်ပြီးစားခဲ့တယ်ပေါ့နော်အဲ့တော့လောက်ပါပဲ